ရောက်ပါပြီရှင်ကလောမျိုးလေတစ်ခါကိုရောက်တယ်ဘယ်တောင်းလေးကရောက်တာလားလို့သွားကြည့်ဟဲ့တမင်းလေးတွေရောက်တာလားလို့သွားကြည့်အဲ့ပြတမင်းလေးတွေရောက်တာလားလို့သွားကြည့်ဟိုဟိုပြောတာဒီပန်းမင်းနဲ့တူတယ်ဘာပဲမင်းတန်းတုံဝင်ပြောတယ်အဲ့မှာပန်းဟိုစက်ကူပန်းလေးတွေပြောတယ်စက်ကူပန်းဘယ်ပန်းကိုပြောတာဟုတ်တယ်ဒါဆက်ပန်းအဲ့ပန်းလေးတဲ့အဲ့မှာတဲ့အဲ့မှာတက်ပေါ်ထားရိုက်တယ်ဘယ်နေရာကျန်းလဲအောင်မကနေခွဲရမှာဟိုအောင်လားဟိုးပေါ့ဒီနေရာမဟုတ်သေးဘူး။ဝါလေးပြန်มาနားရလားတော်လားညောင်းရွှေကမ်းဖင်လေးကလောမြို့ပဲရှိသေးတယ်မြို့အဝင်ဖက်နေရှောက်ရ